မိသားစုချင်အောင်ဆိုတာကတဦးကောင်းတယောက်ကောင်းသုံးပြရတဲ့ပစ္စည်းမျိုးမဟုတ်ပဲအေးတူဘူးများတမိုးတဲ့ချင်အောင်နဲ့မှာမိသားစုဝင်တွေတူသုံးပြကြရပဲဖြစ်ပါတယ်ဒါပေမဲ့တင့်ရဲ့ချင်အောင်မကောင်းလို့ချင်းမလို့ချင်းကြိုက်ခံရရင်လည်းအတူတူကြိုက်ခံရပြီးတော့တင့်မှာဇာချင်အောင်ကောင်းကောင်းတစ်လုံးရှိပြီဆိုရင်လည်းတမိသားစုလုံးညတိုင်းချင်းအနေရကင်းကင်းနဲ့အိတ်ဆက်နိုင်မှာပဲဖြစ်ပါတယ်ဇာချင်အောင်ကောင်းတစ်လုံးလိုချင်တဲ့ချင်းမလုံးမှာလုံးဝအဆွေးရည်စရာမလိုပဲလက်ရသေးသေးလားပါစာချုပ်လုပ်ပေးနေတဲ့ဦးမျိုးမင်းတော်မောဇာချင်အောင်အော်ရာချုပ်ကချင်းလုံးနာထက်ပိုတဲ့အကြောင်းလေးတွေပြောပြပေးခြင်းပါတယ်အမိုးတွေအောက်ကိုအိုက်မနေလို့စိတ်ကိုလွတ်လပ်ပေါ်ပါစေပါတယ်ချင်းအောင်ကိုလည်းအတွနေဝင်နေအောင်ချုပ်ပေးထားအောင်လို့ချင်းတယ်ဆိုတဲ့ခန်းလေးဆိုရင်တော့မှပူကျဲသွားသလိုခံစားရစီမှာပဲဖြစ်ပါတယ်အရင်မြင့်မြင့်ချုပ်ပေးထားပြီးတာမန်ချင်းအောင်တွေထက်လေဝင်တွေထက်ပိုကောင်းတာကြောင့်ကလေးတွေပြောမိဘတွေတဲ့စီကျန်းသားတွေတဲ့အော်ရာချုပ်လက်ရပြေချင်းအောင်ကြီးပဲဖြစ်ပါတယ်ဒီချင်းအောင်လေးရဲ့ရွယ်ကတော့ဘယ်ကနေညာထိအကျယ်ဆက်နေပြီဖြစ်ပြီးအမိုးပြင်းပြောရမယ်ဆိုရင်တော့လေးမိုးတက်စိတ်ပဲဖြစ်ပါတယ်ကေးဆိုင်မိုးရိုင်နှလုံးဆက်တဲ့အရွယ်ဖြစ်ပြီးမိသားစု6ယောက်အကျဲအိတ်ဆက်လို့ရမယ့်အရွယ်လေးပဲဖြစ်ပါတယ်။အမှုပေးထားတဲ့ဇာတာကလည်းဆေးဆိုးပိုင်းမှာအကောင်းဆုံးဖြစ်တဲ့ရေစိုးစားအကောင်းလိုက်ပိတ်သားမှာလည်းအကျန်းခံတဲ့တကိုင်းနဲ့တထုံချီသားကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။လက်ရက1982ခုနှစ်ကတိုင်အော်ရာချုပ်လက်ရပြည့်ဖြစ်ပြီးဝိုင်းရနေကြရောက်တဲ့မြို့တိုင်းအရောက်ငွေချေပစ္စည်းမကြိုက်ငွေပြန်စနစ်စားတဲ့အကောင်းဆုံးဝန်ဆောင်မှုတွေပေးရကြောင်းဝယ်သူအရှုံးမရှိစိတ်ချမ်းသာမှုအမြတ်တွေရရှိစေမယ့်အော်ရာချုပ်လက်ရပြည့်ချင်အောင်ပဲဖြစ်ပါတယ်။ချင်အောင်လေးရဲ့ဈေးနှုန်းကတော့3,52,000ကျပ်ပဲဖြစ်ပါတယ်။ဆက်သွယ်မာယူလိုပါက3992583839ခုရှိ9868တို့ကိုဖုန်းဆက်ရဖြစ်စေ Viber ကစာပို့ရဖြစ်စေဆက်သွယ်မာယူနိုင်တယ်လို့ Facebook Messenger နဲ့ TikTok CB တို့မှာလည်းသိလို့ရမင်းမြန်ဝယ်ယူနိုင်ပါတယ်။